လွင်ပေါ့ဗျာအဲ့ဒီတန်လွင်ကဖားဆောင်မြို့အထွက်နားလေးကမဲဆက်ဘက်ကိုမဲဆက်နန်တို့မဲဆက်အဲ့ဘက်ကိုအထွက်တဲ့တရားပေါ့ဗျာအဲ့တရားကိုဒီနေ့ထပ်ချိုးခံရတယ်အစတစ်ပိုင်းချိုးတယ်နောက်ခုတစ်ပိုင်းထပ်ချိုးတယ်နှစ်ပိုင်းလုံးကျိုးသွားပြီတရားဟိုဘက်ထိပ်ဒီဘက်နှစ်ဖက်လုံးကျိုးသွားပြီတရားဘလို့မှသုံးမရတော့ဆိုတော့တရားကိုဘယ်သူမှချိုးလဲတော့ကျွန်တော်မသိဘူးထပ်ပြီးချိုးခံရတယ်ဆိုတော့မနေ့ကချိုးတယ်ဆိုတော့စဉ်းစားနေဒီမဲဆက်ရလဲခုလက်ရှိလက်နက်ကင် KRPD အုပ်စုကမဲဆက်ဘက်ကိုဆုတ်ခွာပြေးသွားပြီဖားဆောင်မှလည်းသူတို့မရှိတော့ဘူးဖားဆောင်မရှိတော့တဲ့ခါကျတော့ကြည့်ရတာဖားဆောင်မှာခြေဆိုင်တဲ့တက်ကသူတို့နောက်ကိုလိုက်မှဆိုးတာကြောင့်တော့မသိဘူးတရားကိုသူချိုးခဲ့တယ်ဆိုတော့ပထမတစ်ချိန်ချိုးတယ်အခုထပ်ချိုးတယ်နှစ်ချိန်ထပ်ချိုးတယ်ဂျားထဲမှာရှိတရားတစ်စင်းလို့ထပ်ချိုးတယ်အဲ့တော့ပြောရရင်တော့ဒီတက်မတော်စစ်ကြောင်းတွေစစ်စင်ရေးလာမှကြောက်စိုးရင်တာကြောင့်ဖြစ်ဖို့များပါတယ်အဲ့တော့သူတို့ကလည်းဘာလို့စစ်စင်ရေးတုံဆိုင်သွားအောင်ဆိုတဲ့သဘောနဲ့သူတို့ကြည့်ရတာတရားတွေချိုးခဲ့တဲ့ပုံပေါ်ပါတယ်အဲ့တော့တရားချိုးတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့တရားဆောက်လို့အင်ဂျင်နီယာတွေပြောတာပေါ့ဗျာဘာလို့ဆိုတရားပြန်ဆောက်ရတာနော်ပြန်ဆောက်ရတော့ပြောတာပေါ့နော်ဘူးလေပြန်ဆောက်ရတော့ပြောရင်လေဘာပြောသူတို့ပြန်ဆောက်ရတဲ့အတွက်သူတို့ရဲ့ပညာရေးတိုးတာပေါ့နော်အဲ့ဒါပြောတာပါပညာရေးတိုးတာပြောတာပါကြာတော့မပြောရရပါဘူးနော်တရားတွေကျိုးတဲ့ခါကျတော့ပြန်ဆောက်ရတော့အင်ဂျင်နီယာတွေပြောတော့ဗျာလမ်းတွေဖြည့်ဆည်းခံတော့အင်ဂျင်နီယာတွေပြောတော့ဗျာလမ်းဆောက်တဲ့အင်ဂျင်နီယာတွေပြောတော့ဗျာနော်ပြန်ဆောက်ရတာဆောက်တဲ့သူတို့ညာသူတို့ရဲ့ဒီအရေးသွေးတိုးတက်လာတာနော်သူတို့တိုးတက်လာတာပေါ့ဗျာနော်အဲ့လိုဖြစ်နေအဲ့တော့တပုံတွေများတခါတည်းတပုံတွေတော့သူတို့တပုံတွေများလှုပ်လိုက်ရင်အင်ဂျင်နီယာတွေကိုပြောအောင်လုပ်ပေးနေသလိုဖြစ်နေတယ်နော်တပုံတွေလှုပ်လိုက်ရင်ဆောက်လို့အင်ဂျင်နီယာတွေကိုပြောအောင်လုပ်ပေးသလိုဖြစ်နေပြီနော်